တောင်းစားတွေကိုပေါ့နော်တနာတတ်တဲ့လူတွေဒီဗီဒီယိုဖိုင်ကိုကောင်းကောင်းကြည့်သွားပါတော့အဲ့ဒီတောင်းစားကပတ်စံဘယ်လောက်တောင်ရှိလဲဆိုတာကြည့်ကြည့်ပေါ့နော်ပတ်စံနဲ့အများကြီးပဲအထက်လိုက်အဲ့ဒီယာတွေကသူတို့တောင်းပြီးတော့ပေါ့နော်အဲ့ဒီပတ်စံအိတ်ထဲမှာထည့်နေတာကိုအဲ့ဒီပတ်စံအိတ်ကနေပေါ့နော်ပတ်စံတွေပြုတ်ကျလာပြီးတော့လမ်းသွားလမ်းလာလှုပ်တဲ့လူတယောက်ကသူ့နိုးတာပေါ့နော်ပတ်စံတွေပြန့်ကျဲနေပြီပတ်စံတွေပြန်ကောက်လိုက်ပါလားပါညာအဲ့လိုမျိုးပြောလိုက်တော့သူကိုယ်တိုင်ကပတ်စံတွေကောက်လိုက်တာပေါ့နော်နောက်ပြီးတော့သူ့ရဲ့ပတ်စံအိတ်ပေါင်းပြီးအိတ်ထဲမှာဆိုရင်ပတ်စံတွေအများကြီးပဲအဲ့ဒါကြောင့်မို့ပေါ့နော်အိမ်ချေရမဲ့တွေကိုတနာနေတဲ့သူတွေနောက်ပြီးတော့တတောင်းစားပဲဆိုပြီးတော့တနာတတ်တဲ့သူတွေပေါ့နော်သူတို့ကြည့်ကြည့်နော်ကျွန်တော်တို့ကောင်တွေချက်တောင်မှပတ်စံတွေရတာပေါ့နော်သူတို့တရက်တောင်းစားလိုက်ရင်ပတ်စံတွေဘလောက်ထိတောင်ရလဲဆိုတာကိုဒီဗီဒီယိုဖိုင်ကိုကြည့်ရင်အဲ့ဒါတက်တေးပါပဲခင်ဗျာနော်အဲ့ဒီဗီဒီယိုဖိုင်ကိုထိုင်းနိုင်ငံမှာရှိတဲ့သတင်းဌာနတစ်ခုကဖော်ပြလာပြီးတော့တောင်းစားတိုင်းကိုတနာတတ်တဲ့သူတွေအားလုံးအတွက်ပေါ့နော်ကြည့်ပြီးတော့သင်ခန်းစာလေးပါလေးယူတတ်ဖို့အတွက်ပေါ့နော်အဲ့ဒီတောင်းစားတွေကကျွန်တော်တို့ထက်တောင်မှပတ်စံရှိတယ်ဆိုတဲ့အကြောင်းကိုပြသသွားတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ပေါ့နော်တကယ်ချင်းတို့တွေလည်းဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ဘယ်လိုမျိုးမြင်လဲကျွန်တော်ကိုcomment မှာရေးလာခဲ့ပါနောက်ပြီးတော့အခြားတော့ကိုယ့်ရဲ့တကယ်ချင်းတွေကိုတွေ့အောင်ပေါ့နော် share သွားပေးပါလို့မေတ္တာရပ်ခံခြင်းပါတယ်တောင်းဆိုခြင်းပါတယ်နော်အားလုံးနော်တောင်းစားကိုဗာလဲအထင်မသေးနဲ့နော်မတနာနဲ့နော်သူတို့ကပတ်စံတော်တော်လေးကိုရှိရဗျ